ဒီဗီဒီယိုမှာတင်းရဲ့ Instapay Virtual Card ကို Physical Card အဖြစ်ဘယ်လိုပြောင်းလဲရမလဲဆိုတာပြသပေးပါမယ်။တင်းရဲ့ Instapay app ကိုဖွင့်ပါအဆင့်2သိမျက်နှာပြင်ဤထိပ်တွင်ရှိသောကတ်ကိုနှိပ်ပါအဆင့်3မျက်နှာပြင်အောက်ခြေတွင်18ဖြင့်ရုပ်ပိုင်းဆိုင်ရာကတ်တစ်ခုဝယ်ယူပါကိုနှိပ်ပါတင်းအကောင့်မှ18အခကြေးငွေကိုနှုတ်ယူသွားမည်ဖြစ်ကြောင်းကျေးဇူးပြု၍သတိပြုပါဆက်လက်လှုပ်ဆောင်ခြင်းမပြုမီတင်းတွင်လက်ကျန်ငွေလုံလောက်စွာရှိကြောင်းသိချပါစေအဆင့်4တင့်ကတ်ကိုပို့ဆောင်ပေးစေလိုသည့်လိပ်စာကိုရိုက်ထည့်ပါတင်သိမ်းစီးထားသောလိပ်စာကိုအလိုအလျောက်ပြသပါမည်ပေးပို့မှုတိကျစေရန်လိုအပ်ပါကလင်းကိုတီးဖြတ်နိုင်ပါသည်အဆင့်သင့်ဖြစ်ပါက submit ကိုနှိပ်ပါအဆင့်5တင်တောင်းဆိုချက်ကိုအတည်ပြုရန်ဟုတ်ကဲ့ခါကိုနှိပ်ပါအဆင့်6တင်ဖင်ကိုရိုက်ထည့်ပါဒါပါပဲဂုဏ်ယူပါတယ်။တင်းရဲ့ရုပ်ပိုင်းဆိုင်ရာကတ်တောင်းဆိုချက်ကိုအောင်မြင်စွာတင်သွင်းပြီးပါပြီ။တင်တောင်းဆိုချက်ကိုယခုစီမံဆောင်ရွက်နေပါသည်။တင်ကတ်ရောက်ရှိသည့်နေ့ကျွန်ုပ်တို့အကြောင်းကြားပါမည် Instapay ကိုရွေးချယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။